မှာထားရင်ခဲ့သူရေမင်းကိုသာလေမောင်ရင်မှာကြိတ်ကားဆွေမဖိတ်ပါပဲလာနေသူရေအခုတော့လေလေတန်ရုံးစီနှွေတမြေချီနှောင်ထုံးကွယ်မနေမဲထွက်ခွာပြီးတဲ့ချီနှုတ်ဆက်ပါအောင်မောင်မတားပါဘူးအပြုံးစကားနဲ့ပြောခြင်းနဲ့လေအဲ့ဒီမှလေးအချိန်နဲ့အိမ်ပြန်သွားတော့ပြင်းချမ်းငယ်ရမမဝအိမ်ရှိလေးအချိန်လေးပြလေးမင်းတော့ပါသွားခဲ့ပြီလွမ်းချက်နာလားဆွေးပြီးတော့ကြမ်းမလာရဲ့လေဝေးဝေးမရရင်ထဲမှာချစ်မိတော့တော့မငြင်းပါဘူးကောင်းခဲ့ပြီနဲ့သိချစ်တဲ့နေဝေသူ့ကိုအလူလူနေစီကြချစ်ရတဲ့အဖြစ်များကြောင့်ပါလေသက်သေးကြောင့်နေဆောင်လို့မနေမဲထွက်သွားကြည့်တဲ့ချစ်နှုတ်ဆက်ပါအောင်မောင်မတားပါဘူးလေ